ဘုံတော်ကြီးဦးတန်ဒီကသည်ဝိညာဉ်မကောင်းဆိုးဝါးများပေါ်များသည့်ကြားစိုးတော်တွင်တပါးတဲ့တောရဆောက်တီကတည်င်းသုံးနေထိုင်ခဲ့ပါれအရှင်ဝိဇာနန္ဒမှာလည်းအဘိညာဉ်နှင့်ဝိဇာတက်ပညာများစွာကိုဝါသနာထုံငါတက်မြောက်လိုလာသောကြောင့်သူ့အားတင်ကြပြသပေးမိဆရာတော်အားလိုက်လံရှာဖွေရင်းခီးဆက်နေခဲ့ခြင်းဖြစ်ပါれထို့နောက်ကမ္မထံကျင့်ကြံအားထုတ်နေသောဆရာတော်ကြီးဦးတန်ဒီကနေတွေးဆုံကတပည့်အဖြစ်ခံယူခဲ့ပါれဆရာတော်ဒီကတိုင်းနဲ့ဂါရမန္တရာများကျွမ်းကျင်သဖြင့်ထူးခြားသောအဘိညာဉ်တော်များလည်းရရှိနေသူဖြစ်ပါれဥပမာအားဖြင့်လာဇန်8ရက်နဲ့15ရက်တိုင်းနေဝင်ချိန်တွင်ရေပြင်ပေါ်၌ဈဉ္ဉံလျှောက်လေရှိပါれနောက်တစ်ချက်မှာလည်းတစ်သက်လုံးရေမချိုးခဲ့တော့လေဆရာတော်ကြီးခန္ဓာကိုယ်မှာအနတ်သက်ပင်လုံးဝမထွက်ခဲ့ပါဝိဇာနန္ဒာသည်ပထမဆုံးတွေ့ဆုံချိန်၌ပင်အလွန်ကြီးညိုသဖြင့်တပည့်ခံကဝိဇာအတတ်ပညာအလုံးကိုသင်ယူလေ့လာစီပူခဲ့ပါれဆရာတော်ကြီးဦးတန်ဒီကသည်တပည့်ဖြစ်သူအားစိတ်ဓာတ်စွမ်းအားနဲ့တမာရီကိုမိုးမိုးခိုင်မာစေရန်ကြားစိုးတော်ရဲတွင်တပါးတရားကျင့်ရန်ထားရခဲ့ပါれဒါကလည်းဝိဇာနန္ဒအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်နေခဲ့ပါれဒီလိုနဲ့တရက်မှာတော့ဝိဇာနန္ဒဟာကမ္မထံအားထုတ်နေစဉ်နတ်ဒီဝါတစ်ပါးကအာယုန်ထဲတွင်ပေါ်လာပြီးဤတော်သည်အလွန်အန္တရာယ်များကြောင်းဤတော်တွင်ဘလူတရေများနဲ့ကြားစိုးသုံးကောင်ရှိနေတဲ့ဖြင့်အလွန်တတိထားရန်စိုးရိမ်စွာနဲ့လာရောက်တတိပေးလျှောက်ထားခဲ့ပါれပထမရက်တွေမှာကြားမတွေ့ရပဲကုသိုလ်ပြုပေးရန်လာရောက်တောင်းဆိုသောဝိညာဉ်များသာတွေ့ရပါれသို့တော်နောက်တစ်ညမှာတော့ဘုန်းတော်ကြီးခင်ဗျာမြန်မြန်ထပါကြားလာနေပြီအရှင်ဝိဇာနန္ဒသည်အမျိုးသားတအုပ်၏အော်ဟစ်တံကို၃ချိန်တိုင်တိုင်ကြားလိုက်ရပါれဆရာတော်ကတုံလုံးခြောက်ချခြင်းမရှိပဲမေတ္တာတရားများသာဆက်လက်ပို့နေခဲ့ပါれမမီတော့ဘူးဘုန်းကြီးရေအကာအကွယ်ဂါရကိုမြန်မြန်ရွတ်တော့ကြားစိုးတွေရောက်လာပြီတတိပေးတန်ဆုံးသည်နှင့်ကြားများ၏ခြေတံနှင့်ဟင်းရောက်တံများဝန်းရံလာတော့လေသည်ကြားကြီးတကောင်သည်တဲစီသို့ခွန်အုပ်လာတော့လေဆရာတော်မိမွေးထားသည့်မိဘုံကြောင့်နောက်သို့ဆုတ်သွားရသည်ဆရာတော်သည်မိငိမ့်သွားလျင်ကြားကိုင်းလေးမိကိုတိတဲ့ဖြင့်မော်ဆေးရုပ်အားလက်ထဲတွင်စတင်အသက်သွင်းကခုခံရန်လက်နက်အဖြစ်စွမ်းအားမြင့်တင်ထားလိုက်ပါれဆရာတော်ကမော်ဆေးရုပ်ကိုဂါရာရုပ်ကအသက်သွင်းလိုက်တဲ့အခါဓာကိုင်းနာသောစစ်တီတော်တယောက်ရဲ့ဘုံစံဗလာကတောင်းတော့အင်းကွက်ဆေးမင်းချောင်းတွေထိုးထားပြီးဆရာတော်ကကာကွယ်ရန်ထွက်ပေါ်လာခဲ့ပါれရုပ်သေးရုပ်သည်ကြားစိုးကိုတိုက်ခိုက်ပြီးတဲ့နောက်ကြား၏နာကျင်သောအော်ကြီးတန်ကိုကြားရ၍အောင်မြင်သွားကြောင်းသိလဲရပါれရုပ်တရက်ဆရာတော်၏နတ်ဆေးရုပ်ကိုနောက်ကျောကနေတစုံတစ်ခုကပြင်းထန်စွာရိုက်ချလိုက်တဲ့ဖြင့်အစီရင်ပြုလုပ်သူဆရာတော်၏ပါးစပ်မှသွေးစာများပါထွက်လာလေသည်ဆိုလိုသည်မှာရာဇုံနှကောင်ကလက်ကျန်ရုပ်သေးရုပ်ကိုဖျက်ဆီးလိုက်ခြင်းဖြစ်၍ဆရာတော်သည်အသစ်တစ်ခုကိုဆက်လက်ဖန်တီးရန်ပြင်ဆင်လိုက်ရပါတော့လေသည်ဒီလိုနဲ့နောက်တစ်နေ့ညနေဆောင်အချိန်တွင်ဆရာတော်သည်ရခင်ညကစကန်ချခဲ့သည့်နေရာသို့ပြန်လည်ရောက်ရှိနေပြီးတရားများကိုဆက်လက်ပွားများအားထုတ်နေခဲ့ပါれဆရာတော်သည်နောက်ဆုံး၌ဂျားသူများရဲ့အန္တရာယ်ကိုကာကွယ်ရန်အတွက်သစ္စာဝိတ္တဝန်ရုပ်သေးရုပ်ကိုစတင်ဖန်တီးလေသည်အဲ့ဒီချိန်မှာလေချမ်းများရုပ်တရက်တိုက်ခတ်လာပြီးမိများငြိမ်းသွားတော့လဲဆရာတော်မှာတရားအားထုတ်ခြင်းကိုဆက်လက်လှုပ်ဆောင်နေခဲ့ပါれဒီအချိန်မှာမိုးဆိုးတယောက်သည်သွေးလင်းလင်းဖြင့်ပြေးဝင်လာပြီးသူ့ဟာကယ်တင်ရန်အတွက်အော်ဟစ်တောင်းဆိုနေခဲ့ပါれဘုန်းတော်ကြီးခင်ဗျာတပည့်တော်ကိုကယ်ပါဖေဟာဆရာတော်ဒီမုံစုဟာကူညီရန်ဖြည်းဖြည်းချင်းတရားထိုင်နေရာမှလမ်းလျှောက်သွားခဲ့ပါれအဲ့ဒီချိန်နေချမ်းများပြင်းထန်စွာတိုက်ခတ်လာပြီးဆရာတော်ရဲ့သင်္ကန်းဟာလေအတိုက်မှာလွင့်ပြန်သွားခဲ့ပါれအဲ့ဒီသင်္ကန်းဟာမုံစုရဲ့ကိုယ်ပေါ်သို့ပြုတ်ကျသွားပြီးသင်္ကန်းအုပ်မိသွားသောမုံဆိုးသည်နာကျင်သောအတန်ဖြင့်လူကနေကြားကြီးတစ်ကောင်ဖြစ်ပြောင်းလဲသွားက၎င်း၏ခန္ဓာကိုယ်ပေါ်မှာသင်္ကန်းကိုခါချရန်ရုံးငံကြိုးစားနေခဲ့ပါれသင်္ကန်းသည်မကျွတ်နိုင်ပဲဖြစ်နေခဲ့ပါれမုံဆိုးမှလူရောင်ဆောင်ထားတဲ့ကြားစစ်ဖြစ်ကြောင်းဆရာတော်ကြီးကသိလိုက်ရပါれဆရာတော်ကရုပ်သေးရုပ်ကိုချက်ချင်းအသက်သွင်းလိုက်ပြီးဘလူရက်ခရုံးနမိတ်ပေါ်လာပြီးဂျားစိုးတွေကိုပြင်းထန်စွာတိုက်ခိုက်နေတော့ပါれဂျားတကောင်ကိုအနိုင်ယူပြီးတဲ့နောက်ကြံရှိနေတဲ့ကြားများကဆက်လက်ဝန်းရံတိုက်ခိုက်နေတော့လဲရက်ခ၏ခန္ဓာကိုယ်မှာကြောက်တုံးခဲသို့မာကျောတဲ့ဖြင့်ကြားများကဘာမှလုံးလို့မရပဲဘလူရက်ခ၏ဒုတ်ချက်ဖြစ်တာကြားများတေဆုံးကုန်ကြပါれရက်ခသည်နောက်ဆုံးကြားကိုပါတုတ်တင်လိုက်ပြီးကြားများ၏ဝိညာဉ်အမြူတွေများကိုပါဇက်ထဲသို့ဆွတ်ယူကငရဲစခန်းကိုပို့ဆောင်လိုက်ပါれအရာအလုံးငြိမ်သက်သွားပြီးကြားနယ်များလည်းပျောက်ကွယ်သွားက
ရခလည်းနတ်စရုပ်လေးဖြစ်ပြန်လဲပြောင်းလဲလိုက်ပါတယ်ဆရာတော်ကမျက်လုံးပွင့်ကြည့်လိုက်တော့ချားတွေကိုမတွေးရတော့ပဲမြေပြင်ပေါ်မှာရုပ်တရုပ်ပုံစံနဲ့ချီနှောင်ထားတဲ့သင်္ကန်းကိုသာကြံရည်ခဲ့ပါတယ်ဂျာသူများကိုအောင်နိုင်ရန်မှာဝိဇ္ဇာတက်ပညာအလွန်ထက်မြက်သူမှသာကျော်လွှားနိုင်တာပါဆရာတော်ကစွမ်းအားမရှိပါကအသက်ဆုံးရှုံးနိုင်သောအခြေအနေမျိုးဖြစ်ပါတယ်ဆရာတော်ဝိဇ္ဇာနန္ဒာနဲ့ဂျာသူသုံးပုံဇလန်းကတင်နှင်းငန်းကအီးမြသာဖြစ်ပါတယ်အားပေးမှုအတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ